ကမ္ဘာရေနံသားအများဆုံးပိုင်ဆိုင်ထားတဲ့ဗင်နီဇွဲလားနိုင်ငံကတဘာဝတရားစာသားပေါ်ပင်ခုထိုင်နေပြီးမှဆင်းရဲနေတဲ့နိုင်ငံတစ်ခုပါနိုင်ငံကအရင်တုန်းကချက်နာခဲ့မှုရဲဆိုပေမဲ့ဟူဂိုချာဗက်နဲ့မာဒူရိုလက်ထက်မှာနိုင်ငံကပိုပြီးဆင်းရဲလာခဲ့တယ်လို့ငွေကြေးပုံပေါ်မှုကလည်းအမြင့်ဆုံးအနေအထားတစ်ခုထိရောက်ရှိလာခဲ့ပြီးပြည်တွင်းထဲမှာအစာရေစာပြက်လက်မှုနဲ့အကြီးအကျယ်ခံစားနေရတာပါဟူဂိုချာဗက်က2013ခုနှစ်မှာတည်ဆုံသွားခဲ့ပြီးသူမတည်ဆုံမီချိန်မှာမာဒူရိုကိုသူ့နေရာဆက်ခံမဲ့လူအဖြစ်ရွေးချယ်ထားခဲ့တာပါမာဒူရိုကရွေးကောက်ပွဲနဲ့နိုင်ရရှိခဲ့တဲ့လူဆိုပေမဲ့တရားမျှတမှုရှိတဲ့ရွေးကောက်ပွဲနဲ့အနိုင်ရရှိထားတဲ့လူတော့မဟုတ်ခဲ့ပြန်ပါဘူးမာဒူရိုလက်ထက်မှာနိုင်ငံရေးရာအခြေအနေပိုပြီးဆိုးရွားလာခဲ့ပြီးမီဒီယာတွေပိုပြီးတင်းကျပ်လာခဲ့တယ်လို့အရင်ကမလုပ်ဘူးခဲ့တဲ့စက်ကျင်ဘက်ပါတီတွေပါဖန်စီထောင်ချတာတွေအထိရရဆက်ဆက်နဲ့ကိုဖိနှိပ်ခဲ့တာပါဒီတော့ကြောင့်နိုင်ငံတော်ဝန်စံသားပြပွဲတွေပေါ်ပေါက်လာခဲ့ပြီးစေဆိုရကလည်းစံသားပြပြည်သူတွေကိုဖန်စီတာတွေရရဆက်ဆက်ဖြိုခွင်းတာတွေအထိလှုပ်ဆောင်ခဲ့ပါတယ်ဒီဖြစ်ပျက်ကြောင့်ပဲနိုင်ငံကနေထွက်ပြေးသွားတဲ့ဗင်နီဇွဲလားနိုင်ငံသားပေါင်း6တန်းအထိရှိတယ်လို့လည်းစစ်တမ်းတွေရဖော်ပြထားတာတွေ့ရပါတယ်နိုင်ငံတွေမှာလည်းအစာရေစာပြက်လက်မှုဆေးဝါးပြက်လက်မှုအပြင်လက်စစ်မိပါမမှန်တဲ့ပြဿနာတွေနဲ့ပြည်သူတွေအကြီးအကျယ်တောက်ခတ်ရောက်နေကြတာပါကမ္ဘာရေနံသားအများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်ခုဆိုပေမဲ့ပြည်တွင်းထဲမှာလက်စစ်မိတောင်မလေးနိုင်တော့တဲ့အထိအခြေအနေကဆိုးရွားလာခဲ့ပါတယ်ပေါ်ပြထားတဲ့စီးရင်စရာတွေရနိုင်ငံသားရဲ့80%ကျော်လောက်ကစီးရဲတွင်းနဲ့နေတဲ့လူတွေဖြစ်ပြီးတော့မှအစာရေစာရရှိဖို့တောင်တော်တော်လေးရုန်းကန်နေရတာပါအဲ့ဒီထဲမှာ15%လောက်တော့လူတွေကစက်ရုံတွေကနေစွတ်ပစ်ထားတဲ့အစားအသောက်တွေကိုသူကစားတောက်နေရတာပါပိတ်ဆို့မှုတွေချမှတ်ရတဲ့အကြောင်းရင်းကတော့မတရားနည်းနဲ့အာဏာရယူတာရဲ့နောက်ပြီးမူရည်ဆေးပြဿနာတွေကြောင့်ပါမာဒူရိုဆိုတဲ့လူကလည်းသူ့အာဏာတည်မြဲဖို့အတွက်ဆိုရင်ဘာမဆိုလှုပ်မဲ့လူစားမျိုးပါနိုင်ငံရဲ့လှုပ်တော်ကိုတောင်ဖယ်ပြတ်ပြီးတော့မှအောက်ချုပ်ရေးအဖွဲ့အသစ်ကိုသူကိုယ်တိုင်ဖန်တီးခဲ့တာပါနိုင်ငံတွေမှာရွေးကောက်ပွဲရှိတယ်ဆိုပေမဲ့စက်ကျင်ဘက်ပါတီတွေနဲ့သူရဲ့တိုက်ခံပါတီအများစုကိုဝင်ခွင့်မပေးဘဲတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲကိုကျင်းပနေပြီးသူကပဲအမြဲတမ်းအာဏာရရှိနေတာပါဒါပြင်စံသားပြပြည်သူတွေကိုရရဆက်ဆက်ဖိနှိပ်ခဲ့တဲ့အတွက်ကြောင့်လည်းနိုင်ငံတကာနဲ့အမေရိကန်ရဲ့ပိတ်ဆို့ထန်ခဲ့မှုကိုခံနေရတာပါကမ္ဘာရေနံသားအများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်ခုဆိုပေမဲ့ပိတ်ဆို့ထန်ခဲ့မှုတွေကြောင့်ရေနံထုတ်လုပ်မှုမှာတော့တခြားနိုင်ငံတွေထက်စာရင်တော်တော်လေးခင်းနောက်ကျကျန်နေခဲ့တာပါဒါပြင်ပိတ်ဆို့မှုတွေကြောင့်ပြည်ပကုမ္ပဏီတွေဝင်ရောက်လုပ်ကိုင်ခွင့်မရှိတဲ့အတွက်ပြည်တွင်းထဲကရေနံထုတ်စက်ကရိယာတချို့ကလည်းဟောင်းနှံ့နေခဲ့တာပါဗီနီဇွဲလားနိုင်ငံရဲ့ရေနံထုတ်လုပ်မှုပမာဏကိုဒီစင်းစရာမှာတွေ့မြင်ရမှာပါဒီစင်းစရာမှာဆိုရင်ဆော်ဒီအာရေဗျကရေနံအများဆုံးတင်ပို့တဲ့နိုင်ငံတစ်ခုဖြစ်ပြီးတော့မှ180ဘီလီယံကျော်ကိုထုတ်လုပ်တင်ပို့နေတာပါသူရဲ့နောက်မှာဆိုရင်အမေရိကန်က120ဘီလီယံကျော်နဲ့အများဆုံးတင်ပို့တဲ့နိုင်ငံတစ်ခုဖြစ်ရည်တည်နေပြီးဗီနီဇွဲလားနိုင်ငံက4ဘီလီယံသာထုတ်လုပ်တင်ပို့နိုင်တာပါဒီပမာဏအရန်ကိုနဲ့ပါတဲ့ပမာဏတစ်ခုပါသူတဲ့ရေနံတင်ပို့မှုများတဲ့နိုင်ငံတွေကတောင်သူ့လောက်ရေနံတိုက်မများပါဘူးအရင်ကဗီနီဇွဲလားနိုင်ငံရဲ့ရေနံတော်ပြများများကိုဝယ်ယူခဲ့တဲ့နိုင်ငံကအမေရိကန်နိုင်ငံပါဒါမဲ့နောက်ပိုင်းစစ်အာဏာရှင်တွေနဲ့ဆက်ဆံရေးတည်မာလာတဲ့အတွက်အမေရိကန်ရဲ့ဝယ်ယူမှုကလည်းတဖြည်းဖြည်းလျော့နေလာခဲ့ပါတယ်အဲဒီနောက်ထောင်ဆယ်တိုင်းအမေရိကန်ထက်ဆိုင်ရင်တရုတ်ကဝယ်ယူမှုတိတိတတ်တာပိုပြီးများလာခဲ့ပါတယ်တရုတ်နိုင်ငံကဗီနီဇွဲလားနိုင်ငံရဲ့ရေနံဝယ်ယူမှုအများဆုံးနိုင်ငံဖြစ်လာခဲ့ပြီးအလားတူအိန္ဒိယနိုင်ငံကလည်းပါဝင်လာခဲ့ပါတယ်အမေရိကန်နိုင်ငံကတရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံကိုရုရှားရေနံစီမဝယ်ယူဖို့ဖိအားပေးနေတဲ့အချိန်ဗီနီဇွဲလားနိုင်ငံကတရုတ်နဲ့အိန္ဒိယအတွက်အကောင်းဆုံးထောက်ပေါက်တစ်ခုဖြစ်လာခဲ့ပါတယ်ဗီနီဇွဲလားသမ္မတမာဒူရိုကလည်းအမေရိကန်ဆက်ဆံရေးထက်တရုတ်နဲ့ရုရှားဆက်ဆံရေးကိုပိုပြီးအလေးထားတဲ့လူပါအကြောင်းရင်းကတော့အမေရိကန်နိုင်ငံကဗီနီဇွဲလားနိုင်ငံမှာစစ်မှန်တဲ့ရွေးကောက်ပွဲတစ်ခုပေါ်ဆောင်နိုင်ဖို့မာဒူရိုအချိန်ချင်းတောင်းဆိုခဲ့ပေမဲ့မာဒူရိုကလုံးဝဂရုမစိုက်ခဲ့ပါဘူးနောက်ထပ်အကြောင်းပြချက်တစ်ခုကတော့မူရစ်ဆေးပြဿနာတွေပါအမေရိကန်မှာတွေ့မြင်နေရတဲ့မူရစ်ဆေးဝါးတော်တော်များများဗီနီဇွဲလားနိုင်ငံကလာတဲ့ဆိုပြီးအမေရိကန်ကသတ်မှတ်ထားခဲ့တာပါဒါပြင်မူရစ်ဆေးပြဿနာတွေကြောင့်ဗီနီဇွဲလားအစိုးရကိုအမေရိကန်ကအကြမ်းဖက်မူရစ်ရာဇာဖွဲ့ဆိုပြီးသတ်မှတ်ထားခဲ့တာပါအဲ့ဒီတော့ကြောင့်လည်းအမေရိကန်ကဗီနီဇွဲလားနိုင်ငံမှာရှိတဲ့မူရစ်ရာဇာတွေကိုနှိမ်နင်းဖို့အတွက်ဆိုပြီးစစ်တင်ဘောတွေဂျက်ဖိုက်တာတွေထောင်နဲ့ချီတဲ့စစ်သားတွေကိုဗီနီဇွဲလားနိုင်ငံနဲ့အနီးဆက်ဆုံးမှာရှိတဲ့ရေပန်နက်စီကို
စီလုတ်ခဲ့တာပါအခုတော့သတင်းတွေမှာကြပြတွေ့နေရတဲ့ဗီနီဇွဲလားနိုင်ငံကလာတဲ့ဆက်လေတွေကိုအမေရိကန်ကတိုက်ခတ်ပျက်စီးပြနေတာကိုတွေ့မြင်ရမှာပါဒေတာကြောင့်လည်းစစ်ပွဲတစ်ခုဖြစ်ပေါ်လာနိုင်မလားဆိုတော့စစ်ရေးစိုးရိမ်မှုတွေကလည်းတဖြည်းဖြည်းနဲ့မြင့်တက်လာခဲ့ပါတယ်ဒါပေမဲ့ဒီကိစ္စဒီတိုင်းကြည့်ရင်တော့မူရေးစေးပြဿနာတစ်ခုလို့ပဲထင်ရပေမဲ့တကယ်နောက်ွယ်ကရေနံကြောက်လို့အများကပြောဆိုနေကြတာပါမာဒူရိုဆိုတဲ့လူကလည်းအမေရိကန်ပိုက်ဆိုးမှုစစ်ရေးချမ်းချောက်မှုတွေကိုဂရုမစိုက်ခဲ့တဲ့ပြင်နိုင်ငံထဲမှာစစ်ရေးတစ်ပြင်ထားဖို့ညွှန်ကြားမှုတွေလည်းထုတ်ပြန်နေခဲ့တာပါမာဒူရိုဆိုရကလည်းတရုတ်ရုရှားနဲ့အားကိုးပြီးအမေရိကန်ရဲ့ပိုက်ဆိုးမှုတွေကိုကျော်လွှားဖို့ကြိုးပမ်းနေတဲ့နိုင်ငံတစ်ခုပါအမေရိကန်ရဲ့စစ်ရေးပြင်ဆင်မှုတွေကတကယ်လောက်ဆောင်မှာလားဆိုတာစောင့်ကြည့်ရမှာပါတကယ်လို့များအမေရိကန်ကဗီနီဇွဲလားနိုင်ငံပေါ်ကျူးကျော်တိုက်ခိုက်ခဲ့မယ်ဆိုရင်တော့မကက်ခဲပါဘူးဒါမဲ့ဒါကဖြစ်နိုင်ချေနေပါသေးတယ်နိုင်ငံတကာနဲ့အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကမာဒူရိုဆိုရကိုရည်ညွှန်းထားတဲ့ဆိုပေမဲ့တကယ်ထိနာနေတာကပြည်သူလူထုတွေပါနိုင်ငံတွေမှာစီးရဲငမှုနဲ့ကြောင်နေရတာကအပြစ်မဲ့တဲ့ပြည်သူတွေပါအခုကြည့်နေတဲ့မိတ်ဆွေတို့ကရောဗီနီဇွဲလားနိုင်ငံမှာအစိုးရပြောင်းလဲဖြစ်လာနိုင်မလားရေနံကြောင့်ကမ္ဘာချမ်းသာဆုံးနိုင်ငံစီးနဲ့ဗီနီဇွဲလားနိုင်ငံပြန်ပြီးပါဝင်နိုင်မလားဆိုတာcomment ထဲမှာဝင်ရောက်ဆွေးနွေးတော့လို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့လူအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါအောင်မယ်